ချင်းဟောင်းလဲဆိုပါနော်နှစ်ပေါလုံးရိုက်တယ်တူတေးပေးလားပြီးရင်ဒီတစ်ပုံပဲဆိုနေတယ်ဆိုရမ်းစိတ်ခံရလို့ဟုတ်တယ်နော်မမအချင်းမမတချင်းပြစ်ဆိုတာလဲတင်ပေးကြပါလား ဘာဦးဆုံးပုံနေနဲ့ပျောက်ဆုံးတော့မှဆိုတဲ့တချင်းကိုဆိုကြပါလေနားထောင်ပြပါရှင်